အားလုံးပဲမင်္ဂလာပါA4 ကွန်ဝင်လေးကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ကွန်လေးကိုဝင်လိုက်မယ်။ကျွန်တော်ဝင်ပြီးတာနဲ့ကျွန်တော်ဥပမာပေါ့နော်ဒီတစ်ချက်ရင်းတော့ကျွန်တော်ဗာပြမှာလဲဆိုတော့ဘာရင်းနဲ့ပြီးချလို့ရမယ်ဆိုရင်ပြပါမယ်။ဝင်လိုက်တယ်ကျွန်တော်ကြောင်းစပေးပေးနဲ့ပြီးချင်မှာပေါ့နော်။ထပ်ပြမယ်။ဘာရဗီဇာကဲရတယ်။ဖရင်းမဲ့company တွေမှာပေးလို့ရမယ်။ပေါ့နော်အဲ့လိုမျိုးပေါ့မျိုးပေါ့company နဲ့ပြီးဗီဇာကဲရတယ်ပေးရတယ်ပေါ့နော်အဲ့ဒါပေးချလို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ E4 coin ကိုတော့မယ်ဆိုရင်ကိုကဘယ်လောက်ဖိုးဝယ်မှာလို့ဆိုတော့တခြားပြန်စစ်ပြီးမှဝယ်ပါပြီးတော့အမောင်းလည်းမတူပါဘူး။ coin များရင်နည်းနည်းချိုးပါတယ်။နောက်ပြီးတော့ပြောချင်တာ E4 coin တွေကိုကျွန်တော်စီမှာယုံကြည်စိတ်ချစွာနဲ့လာဝယ်လို့ရပါတယ်။တရားကတော့အမှတ်ခံချက်ရှိပါတယ်။ကဲခုကျွန်တော်130ဝယ်ပြပါမယ်။ဝယ်တဲ့အချိန်မှာခဏတော့စောင့်ပေးရတယ်ပေါ့နော်။အချိန်ကစောင့်ရပါတယ်။အခုတော့ coin ဖြစ်နေပါပြီ။ကဲ coin ရသွားပါပြီ။ဒီမှာ180နေဖြစ်သွားပါတယ်။ E4 coin တွေကိုကျွန်တော်စီမှာယုံကြည်စိတ်ချစွာလာဝယ်လို့ရပါပြီ။ကျေးဇူးပါ။